ကဘာအလားဆုံးဖူးချီတောက်ချီမှာတကယ်ကိုထူးဆန်းအံ့ဩဖို့ကောင်းတဲ့တောအုပ်ကြီးတစ်ခုရှိပါတယ်။ဒါပေမဲ့ဒီတောအုပ်ဟာပျော်ပွဲစားထွက်ဖို့နေရမဟုတ်ပါဘူး။ဂျပန်လူမျိုးတွေကတော့တေမိန်တောအုပ်လို့ခေါ်ကြပါတယ်။ဒီနှစ်ကိုလူပေါင်း100နီးပါးဟာဒီတောအုပ်ထဲမှာအသက်ပြောင်းနေကြပါတယ်။ဘာကြောင့်ဒီနေရာကလူတွေကိုဆွဲဆောင်နေတာလဲ။ဒီတောအုပ်ထဲရောက်သွားရင်တင်ဖုံးတွေ GPS တွေနဲ့တန်လိုက်အိမ်မြောင်တွေဟာအလုံးမလုံးတော့ပါဘူး။မြေအောင်မှာရှိတဲ့ချော်ရည်ခေးတွေထဲကတန်တက်တွေကြောင့်လို့သိပ္ပံနိကြဖြိုးကြပြီးမဲ့ဒီတကန်တွေကတော့ဒါဟာဝိညာဉ်တွေကလမ်းဖြောက်ထားတာလို့ယုံကြည်ကြပါတယ်။ဒီတောအုပ်ထဲမှာငှက်အော်တန်းတော့မကြားရပဲတိတ်ဆိတ်လွန်းတာကြောင့်ကိုယ်နှလုံးခုန်တန်းကိုပြန်ကြားနေရမှာပါ။ဂျပန်တနာရီတွေအရဒီတောအုပ်ထဲမှာယူရေလို့ခေါ်တဲ့ဝိညာဉ်ဆိုးတွေရှိတယ်လို့ဆိုကြပါတယ်။ရှေးတုန်းကအစားအစာရှားပါတဲ့အချိန်တွေမှာအိုမြင်းမစွမ်းတဲ့မိဘတွေကိုဒီတောအုပ်ထဲလာဆွန့်ပစ်ထဲကြတဲ့တမိုင်းဆိုးတွေရှိခဲ့ပါတယ်။အဲဒီကနေစပြီးကျိန်စားတင်းခဲ့တာလား။အခုဆိုရင်အစိုးရကတောအုပ်အဝန်းမှာတင်ဘဝဟာတင်မိဘတွေပေးတဲ့လက်ဆောင်ပါဆိုတဲ့ဆိုင်းဘုတ်တွေထောင်ထားရတဲ့အထိပါပဲ။လာပါမွန်မောက်ကွယ်မှာကြောက်စရာကောင်းတဲ့လူဝက်ချက်တွေရှိနေတဲ့ဒီတောအုပ်ဟာကမ္ဘာအချောက်ဆုံးနေရာတွေကတစ်ခုအဖြစ်ရှိနေစေပါ။တင်ရောဒီတောအုပ်ထဲမှာတယောက်ထဲလမ်းလျှောက်ရဲပါသလား